Saja Namo Tata Bhagavato Arahato Dhamma Sambuddhassa Namo Tata Bhagavato Arahato Dhamma Sambuddhassa Namo Tata Bhagavato Arahato Dhamma Sambuddhassa Tattavamya Seikauntaye Setanye Chu Labamo Mabhyushamvase Matimamye Atendemo Tanglamo Mabhyushamvase Chinahanye Seyaselo Yambalomo Nesamo Mabhyushamvase Saja Tagedi Adano Dandake Tagedi Adano Dandake Asari Yagedi Asari Yagame Komagara Gamedi Komagara Nagame Komagare Kadava Gamedi Ato Edena Dakan Asri Yagan Darubado Dadidan Hodi Bari Yoda De Bodi Bari Doda De Bo Anawaya Debi Dadi Inye Adarida De Bodi Odan Hodi Dagedi Dagehudiga Dagedi Dagehudiga Adana Mimi Dandage Osa Abjedo Dandage Osa Abjedo Asri Yage Hudiga Asri Yage Hudiga Asri Yagame Seyai Amunai Wa Seyadi Biwada Amunai Kombagara Gamedi Kombagara Game Hudiga Kombagara Nan Odenderoi Kame Amunai Komagarehi Odenderodi Kadava Game Yuada Amunai Idiya Idiga Komagara Game Di Brada Komagara Game Hudaboi
ကမေဟုသောပုယိ အထောအနတ္တိ အထောအနတ္တိ ဣတေနာ ဣတေနာ ဤကုမ္မကာရကံမေဟုသောစကားဖြင့် ဤကုမ္မကာရကံမေဟုသောစကားဖြင့် တကံ တကံ မိမိဥစ္စာဖြစ်သော မိမိယောဇာဖြစ်သော အာစရိယကံ အာစရိယကံ ဆရာဤအမှုကို ဆရာ၏အမှုကို ရူပါတော်တယောအားဖြင့် တရူပါတော်တယောအားဖြင့် တတိတံ တတိတံ ပြပြီသည် ပြပြီသည် ဟောတိဖြစ်၏ ဟောတိပိ ပရိယောဒတသိဘောတိ ပရိယောဒာတသိဘောတိ ပရိယောဒတသိဘောဟုတိကာ ပရိယောဒာတသိဘောဟုတိကာ ပရိသုဒ္ဓသိဘော ပရိသုဒ္ဓသိဘော သဝံကျမစင်ကြယ်သောတရှိ ထဝင်းခြင်းမှာစင်ကြယ်သောတရှိ နဝယတေ အနာဝယတေ ယူရန်ပြူရန်ယုတ်လျောသည်မရှိသည်အဖြစ်သည် ပြုတိုင်းပြုတိုင်းယောလျောသည်မရှိသည်အဖြစ်သည် တိပိရှိပါတော်လေ တတိပိရှိပါတော်လီ အညေဟိ အင်းညေ မိမိမတပါကုံသောသူတို့နှင့် မိမိမတပါးကုန်သောသူတို့နှင့် အာတရိတသိဘော အာတရိသာသိဘော မတုသောတရှိ မတူသောအတ္တရှိ ဝါတုမရှိသောတရှိ ဝါအတုမရှိသောအတ္တရှိ ဣတိဣတော ဣတိသော ဩတံဆိုအပ်သည် ဩတံဆိုအပ်သည် ဟောတိဖြစ် ဟောတိဖြစ် တကေတိတကေဟုသည်ကာ တကေတိတကေဟုတိကအတနောမိမိတန်တကေဥစ္စာဖြစ်သောအာစရိယကေတိအာစရိယကေဟုတိကအာစရိယကမေဆရာဤအမှု၌ဝါဆရာသည်ပြုအပ်သောအမှု၌ကောမကာရကမေတိကောမကာရကမေဟုတိကကောမကာရနံဩဒိန်တေတို့ဤကံမေအမှု၌ကောမကာရေဤဩဒိန်တေတို့သည်ကတ္တဗကမေပြုအပ်သောအမှု၌ဣတိအယံဣတိကကောမကာရေဣတိပရတကောမကာရေဟူသောပုယိ ကောမကာရကံမေတိပရတ ကောမကာရကမေတိပရတကောမကာရကမေဟုသောပုယိအထောအနတိဣတေနာဤကမ္မကာရဘု ကုံဘကာရကံမေဟုသောစကားဖြင့် ဤကောမကာရကမ္မဟုသောစကားဖြင့်တကံမိမိဩဇာဖြစ်သောအာစရိယကံဆရာဤအမှုကိုတရူပါတော်တယောအားဖြင့်တတိတံပြပြီသည်ဟောတိပြီပရိယောဓာတသိဘောတိပရိယောဓာတသိဘောဟုတိကပရိသောဓာသိဘောထဝင်းခြင်းမှာစင်ကြယ်သောအတ္တရှိအနာဝယတေပြုတိုင်းပြုတိုင်းယောလျောသည်မရှိသည်အဖြစ်သည်တတိပိရှိပါတော်လီအင်းညေမိမိမတပါးကုန်သောသူတို့နှင့်အာတရိသာသိဘောမတူသောအတ္တရှိဝါအတုမရှိသောအတ္တရှိဣတိသောဩတံဆိုအပ်သည်ဟောတိဖြစ် ဣတိသောတံဆိုအပ်သည်ဟောတိဖြစ်၏တကေတိအတနောတန္တကေတဲ့သာဘုတ်ကပစ္စည်းသောဗန္ဒဝေတနိတဲ့သောပုံလင်တတရာတိဗန္ဒဝေတနိဗန္ဒဝေအတ္တနိဆွေမျိုးဟုသောအနတ်မိမိဟုသောအနတ်၌ဝတ္တတိဖြစ်၏တတရာကပုံလင်အခိုက်မှာဆွေမျိုးနဲ့မိမိဆိုတဲ့အနတ်နှမျိုးဟောတာတို့နှမျိုးထဲမှာပါလဲလို့မေးစရာရှိသောကြောင့်အတ္တနောလို့ဖွင့်က
ကာပစ္စည်းအတွက်ကြတော့တန်တကေလို့ဖွင့်အလွယ်အပြင်ခွေးကြေခွေးတရိပ်ဝက်ကြေဝက်တရိပ်တန်တကကြေတန်တကတရိပ်လို့ဒီလိုလေးပြောလိုက်ရင်သူကလေးနဲ့သူပေါ်သွားတန်တကဆိုတာကလည်းဥစ္စာသဘောဆိုတော့နာရကတတ္တိရမညတ်ထေသူဆောင်သူကဣဒံတရိပ်လို့ပြောတယ်ဣဒံနဲ့တန်တကကအတူတူပဲအဲဒါကြောင့်အတ္တနာတဏကေဥဒတောင်းနာဘဖြင့်တကေကသပုတ်ကပစ္စည်းသတ္တရာဤမိမိဟုသောအနတ်ကိုဟောသည်အဖြစ်ကို၎င်းနံဘောယနတ်ကိုဖွင့်ပြသောကြောင့်နာမလင်္ကထတောင်းနနာကပစ္စည်းတဏကတရိပ်သို့မဟုတ်ဣဒံတရိပ်၌တတ်သည်အဖြစ်ကို၎င်းတရိပ်ပစ္စည်းနတ်ကိုဖွင့်ပြသောကြောင့်ပစ္စယထတောင်းနနာတကပုဂ္ဂိုလ်အတ္တနာဆိုတော့စတ္တိလေတတ္တတန္တကံသို့မဟုတ်ဣဒံတတ္တတန္တကံတကံအမှုရသို့မဟုတ်တတ္တဣဒံတကံဟုဟိုနေတရားမှာဣဒံတရိပ်နဲ့ပြောတယ်တတ္တဣဒံတကံဟုဣဒံတရိပ်ဝဆနထပြောရသည်အဖြစ်ကို၎င်းဝိဇ္ဇောနတ်ကိုဖွင့်ပြသောကြောင့်အဘိဓမ္မထတောင်းနနာထကရာဆရာသိစေပါသည်ထိုသဘောကိုသိစေလိုသည့်အတွက်ကြောင့်တကေပုဂ္ဂိုလ်အတ္တနောတတကေလို့ဖွင့်ဝိဇ္ဇောလေးမှတ်ပါဗျာစိတ်ထဲကနေတတ္တဣဒံတကံဆိုကြတဲ့နှစ်ခေါက်လောက်တတ္တဣဒံတကံတတဣဒံတကံတတဣဒံတကံတတမိမိဣဒံဥစ္စာဖြစ်သောအမှုတည်တကံမိမိဥစ္စာဖြစ်သောအမှုဆိုတော့အရှင်တဏိယတတ်ထားတဲ့အမှုကိုပြောကြတယ်မိမိရဲ့ဥစ္စာကလည်းဘယ်ရလာတာတော့မေးစရာရှိသောကြောင့်အာစရိယကေတဲ့အာစရိယကေတိအာစရိယကေဟူသည်ကအာစရိယကံမေဆရာဤအမှု၌ဝါဆရာသည်ပြုအပ်သောအမှု၌အဲ့ဒါနောင်နာကထကရာဖွင့်ကိုတနည်းယူပြီးအတုယူပေးတာအာစရိယကလည်းခုနကအတိုင်းလေးပုတ်ပစ္စည်းခွဲပါပုတ်ပါပစ္စည်းဖြစ်မယ်အာစရိယပုတ်ကပစ္စည်းအာစရိယပုတ်ကပစ္စည်းအာစရိယကိုအာစရိယလို့ဖွင့်တယ်ကပစ္စည်းကိုကံမေတဲ့ပုတ်တဲ့ပုတ်တဲ့ပုတ်တဲ့နဲ့ဖွင့်ပြသူတိတတိသဘောပဲအဲဒါကြောင့်အာစရိယကံမေဟူသောတောင်းနနာဘဖြင့်အာစရိယကံကအာစရိယပုတ်ကပစ္စည်းယင်္ဂပစ္စည်းခဏကတန္တကကြေတော့တန္တကတတိခုပါကြေမှာကမ္မကြေဆိုတော့ကမ္မတတိယင်္ဂပစ္စည်းကမ္မတရေ၌တတ်သည်အဖြစ်ကို၎င်းတရေပစ္စည်းနှင့်ကိုဖွင့်ပြသောကြောင့်ပစ္စယထတောင်းနနာယင်ရလျောစွာအာစရိယကံပုဂ္ဂိုလ်နတ်တန်လေးဖမ်းလိုက်လေဆရာဤဆိုတော့ဖောအာစရိယတကမ္မံအာစရိယကံဟုကမ္မတရေဝဆနထပြုအပ်သည်အဖြစ်ကို၎င်းဝိဇ္ဇောနတ်ကိုဖွင့်ပြသောကြောင့်အဘိဓမ္မထတောင်းနနာထကရာဆရာသိစေပါသည်ဝိဇ္ဇောလေးမှတ်လိုက်ရင်လွယ်လွယ်နဲ့ဖော်နိုင်သွားတယ်အဲဒါကြောင့်နှစ်ခေါက်ဆိုကြအာစရိယတကမ္မံအာစရိယတကမ္မံအာစရိယကမ္မံအာစရိယကံအာစရိယတကမ္မအာစရိယကံအာစရိယတကမ္မံအာစရိယကံအာစရိယတကမ္မံအာစရိယကံအာစရိယတကမ္မံကကမ္မတရေဝိကျိုအာစရိယကံကကမ္မတရေပုတ်ဘာပုတ်ဘာပစ္စည်းအာစရိယပုတ်ကပစ္စည်းအာစရိယပုတ်ကပစ္စည်းတရေပုတ်အဲ့ဒီနောက်ကုမ္မကာရကံမေလို့ဘုဒ္ဓကုထပြီးလာတယ်ကုမ္မကာရကံမေဆိုတော့ဩဒင်တေရရဲ့အမှုဩဒင်တေရရဲ့အမှုဆိုတော့ရှေ့ရကြည့်လေတကကိုမိမိဥစ္စာဖြစ်တော့
အာစရိယကကိုဆရာဤအမှုကိစ္စဖြစ်တော်မိမိဥစ္စာဆိုတာဘာလဲဆရာဤအမှုကိစ္စဆိုတာဘာလဲလက်သမားလို့စားရှိသေးလားပယံလို့စားရှိသေးလားတကားဆောင်တရဝံအလို့စားရှိသေးလားလို့မေးစရာရှိတယ်မဟုတ်တဲ့အကြောင်းကိုတားမြစ်ပြီးဟုတ်တဲ့အလုပ်တရုပ်ကိုပြလို့တဲ့အတွက်ပါဠိတော်မှာကုမ္မကာရကမ္မေဩရင်းတို့ရဲ့အမှုလို့ပြောလိုက်တော့ဆရာရဲ့ဘာတော့အမှုဆိုတာဩရင်းတဲ့အလုပ်ကိုလုပ်တာပဲလို့ဒီလိုနားလည်သွားတယ်အဲဒါကြောင့်ထာဂရဆရာကဧတေနတကံအာစရိယကံသူပါတော်ဓာတိတံဟောတိလို့ဖွင့်ပြတယ်ဧတေနဧကုမ္မကာရကံမေဟုသောစကားဖြင့်တကံအာစရိယကံမိမိဥစ္စာဖြစ်သောဆရာ၏အမှုဖြစ်သောဆရာ၏အမှုဖြစ်သောဆရာ၏အမှုကိုပေါ့ဗျာဆရာ၏အမှုကိုသူပါတော်တယောအဖြင့်တတိတံပြသည်ဟောတိဖြစ်ဒီလိုဖွင့်တာအဲတော့ကုမ္မကာရကံမေကအာစရိယကတယုတ်ပဲတတစိတ္တံတဝစရောဝိဒံဟောတိဆိုပြီးတော့လေသိညို့စောင့်တတစိတ္တံတဝစရောဝိဒံဟောတိသိညို့ကျမ်းမှာစေတယုတ်ကျင့်ကြံအဖြင့်၄မျိုးရှိတယ်ဆိုပြီးပြောတာအဲ့ဒီနောင်ကြမှာကာမဝဆရံရူပဝဆရံအရူပဝဆရံလောကုတ္တရင်စေတိ၄မျိုးကဘာတွေတော့ဆိုတော့ကာမဝဆရစိတ်ရူပဝဆရစိတ်အရူပဝဆရစိတ်လောကုတ္တရာစိတ်ဆိုပြီးတရုပ်ထုတ်ပြီးပြတာအဲ့ဒီမှာတရစေတံတဝစရောဝိဒံနဲ့တကေအာစရိယကေကတူတူပဲကာမဝဆရံရူပဝဆရံအရူပဝဆရံလောကုတ္တရင်စေတိနဲ့ကုမ္မကာရကံမေကအတူတူပဲနှိုင်းရှင်ပြီးကြည့်အဲ့ဒီလိုပြောမှကိုရတော်တိပိတော်တို့ကတရုပ်ကိုနားလဲတာလေဒီနေ့သုံးလေးစသည်ဖြင့်ရတွားတဲ့ကနန်းဆယ်သင်္ချာတို့သင်္ချာနဲ့တွဲရရှိတဲ့အထက်ကိုတရသင်္ချီရကိုတရုပ်လို့နားလဲခဲ့တာကိုတကယ်တော့သဘောအဓိပ္ပာယ်ကိုတရုပ်လို့ခေါ်တယ်ဒီလိုမှသဘောအတိတ်ဘက်ကိုတရုပ်လို့ခေါ်တယ်အာစရိယကဆရာရဲ့အမှုလို့ပြောတာဆရာရဲ့အမှုဆိုတာဘာလဲဩဒိန်တဲ့အလုတ်ဖဲအဲဒါဩဒိန်တဲ့အလုတ်ဆိုတာသဘောတရုပ်အတိတ်ဘက်ကိုညွှန်ပြတာဘုသူရဲ့သဘောတရုပ်အတိတ်ဘက်ကိုညွှန်ပြတာလဲလို့မေးရဲ့အာစရိယကပြီးတော့တကတကတယုတ်အာစရိယကတယုတ်တကရဲ့သဘောအဓိပ္ပာယ်အာစရိယကရဲ့သဘောအဓိပ္ပာယ်အဲ့ဒါကိုထာဂရဆရာကတယုတ်လို့သုံးပြတယ်။နောက်ရှင်းနာလေးပြန်ကြည့်ကုမ္မကာရကမ္မေတိကုမ္မကာရဏံကမ္မေဒါတော့လလေးနဲ့ကြောတို့သိသွားတယ်။ကုမ္မကာရဏံဩရိန္တေရောဤကမ္မမှုတိကုမ္မကာရကမ္မဩရိန္တရောဤအမှုတတမေကုမ္မကာရကမ္မေလို့ဝိပတ္တယန္တခံသတ္တိတပရိသမဖဲသူမခဘူးနောက်တနည်းပြောတယ်ပါကုမ္မကာရေဟိကတ္တဗကမ္မေတိအထောကုမ္မကာရေဟိဩရိန္တရောတိကတ္တဗကမ္မေပြုအပ်သောအမှု၌ကုမ္မကာရကိုကုမ္မကာရေဟိတတိယနဲ့ပြောတယ်ကမ္မကိုကြတော့ကတ္တဗတရာအပိုလေးနဲ့တဲ့သွင်းပြီးပြောတာတရားရှိထနတ်ဘုထွက်တမလောဘကြံပြုအပ်သောအမှုအမင်္ဂရကမ္မတရာတတ္တကိုကဝိဇ္ဇစလိုက်ရင်ကရိယတေတိကမ္မံကိုကရိယတေပြုအပ်ဣရိဒသမထိုကြောင့်ကမ္မံကမ္မမိကမ္မကိုအနတ်အကြောင်းတကနဲ့တကဝါဆိုရင်အမှုလို့ရိုးရိုးမပြောအောင်ပြုအပ်သောအမှုလို့ဒီလိုပြောရတယ်။ညာကရိယတေဆိုတဲ့
ဝိဇဝစနထအတွင်းငုတ်ပြီးပြောအဲ့ဒါအကြောင်းတက္ကနဲ့တကွာပြောတာသူတတကပြုတ်တော့အမှုလို့ထွက်တာပဲဒါပေမဲ့သမဗုဒ္ဓဘောတတိဗုဒ္ဓဘောဒီနေရာမှာကိဗ္ဗကိုလည်းဆွဲယူလိုက်အဲ့ဒါမှကာမကိုလည်းပြောလို့ရအောင်သူတို့ကဝိဇဝစနထအတွင်းမှာထူးခြားသောအနတ်ကိုဟောပေမဲ့နိဗ္ဗာန်ပြီးတဲ့အခါကျတော့သမညာနတ်ကိုဟောတယ်အမှုသမညာနတ်ကိုဟောတယ်အဲဒါကြောင့်ဒီကုမကာရရှင်းပုံနဲ့ကမ္မနောက်ပုတ်နှစ်ခုတို့ရဲ့အလဲကောင်းမှာကတ္တဗဆိုတဲ့ပုတ်ကြည်တယ်တရေအဖြစ်ကြိုင်တက္ကရာဆရာကတော့ဣတိယထောလို့ပြောတာဩရိန္ဒေတို့ရဲ့အမှုဆိုတာဩရိန္ဒေတို့ကပြုလုပ်တဲ့အမှုပဲဆိုသဘောပိဋ္ဌထာကိုတက္ကရာဆရာကပြောလို့ရင်ပါအဲ့ဒါကြောင့်ဣတိယထောလို့နှောင်နာကခန်းတယ်ခန္ဓာတဲ့ဣတိယထောရဲ့အနက်ဣတိယထောရဲ့တမ္ပံကိုလည်းကမကာရကံမေတိဗရဒာဆိုပြီးအထောတမန်ဘုံရင်ခံဆိုတဲ့အတိုင်းအရင်ကိုယူပြီးပြောလိုက်တာအဲ့ဒါထကရာဆရာရဲ့ဖွင့်ရိပ်ပေါ့ခဏကတနည်းလေးကျန်တာကဩဒိတေရောတိပြုအပ်သောအမှုကမကာရကံမေကိုတနည်းဝိကျဆိုလို့ရနေတယ်ပရမဏီကကမကာရဏံကမ္မံကမကာရကမ္မံဒုတိယနေ့ကကုမကာရေဟိကတ္တပံကမ္မံကုမကာရကမ္မအဲဒါကြောင့်ကုမကာရေဟိကတ္တပကမ္မေဟုသောတောင်းတနာဘဖြင့်ကုမကာရကမ္မေကကုမကာရပုတ်ကမ္မပုတ်ယနဗုဒ္ဓကိုကုမကာရေဟိကတ္တပံကမ္မံကုမကာရကမ္မံဟုမေဇေလောပိတတိယတပရိသမဝဆနထပြုအပ်သည့်ဖြစ်ကို၎င်းသမပုဂ္ဂိုလ်ဖွင့်ပြသောကြောင့်သမတလင်္ကာပရတဝန္ဒနာယင်သမဤရှိပုဂ္ဂိုလ်ကြည်ကတာနကိုဟောသည့်ဖြစ်ကို၎င်းသမဘောယနကိုဖွင့်ပြသောကြောင့်သမတလင်္ကထတဝန္ဒနာထကရာဆေယသိစေပါသည်ဆိုတော့ဘယ်နှနည်းဖြစ်တာနနည်းကုမကာရဏံကမ္မံကုမကာရကမ္မံပထမနည်းဒုတိယနည်းဘယ်လိုသွားမလဲကုမကာရေဟိကတ္တဗံကမ္မံကုမကာရကမ္မံဒီဒုတိယနည်းကိုအတူယူပြီးတော့မှအဘောကအာစရိယကေကိုနှစ်နည်းပေးထားအာစရိယကေအာစရိယကမ္မေဒီလိုဖွင့်တာမလားမှန်ပါအာစရိယကမ္မေဘယ်လိုပြောဆရာဤအမှု၌ဆရာဤအမှု၌ကကုမကာရဏံကမ္မေနဲ့တူတူပဲမလားမှန်ပါဝါပါတယ်ဆရာသည်ပြုအပ်သောအမှု၌ဆရာသည်ပြုအပ်သောအမှု၌ဆိုတော့သူကအာစရိယေနကတ္တဗံကမ္မံအာစရိယကမ္မံအာစရိယေနကတ္တဗံကမ္မံအာစရိယကမ္မံဆရာဤအမှုဆိုတာဆရာပြုလုပ်အပ်တဲ့အမှုပဲလို့ဒုတိယနေ့သဘောအဓိပ္ပာယ်ဗိန္ဒထကောက်ပြတယ်ကုမကာရကမ္မေကိုထကရာဆရာကောက်ချက်ချတဲ့အတိုင်းနေရကဝါပေါက်ပြီးပေးထားတာလို့ဒီလိုလေးနားလည်လိုက်ပေါ့နောက်ပရိယဒတသိဗ္ဗောတိပရိယဒတသိဗ္ဗောတိကပရိသုဒ္ဓသိဗ္ဗောဗာလဲတော့တောဇမစင်ကြသောတရှိနဘဘံကတော့ဘောဘီတန်လေးထွက်နေတာဘောဘီအတ္တိရှိလိပါပါစေရှိစရတင်္ကေတသမဖြစ်ခဲ့ရင်ဘောဘီရဲ့အတန်ပဲတရေဖြစ်ခဲ့ရင်အတ္တိတရေရဲ့အတန်ပဲကိဘောဖြစ်ခဲ့ရင်ကတ္တတရဏကိရဲ့အတန်ပဲအဲဒါကြောင့်ဘောဘီအတ္တိဒုဗိကတတဒုဗိကတုတဆိုရင်ဒီလိုပြောတာဘောဘီအတ္တိဒ
တူပိကတုတဘောဝီသဘောအတ္တတိသဘောကတုတာရဏသဘောသဘာဝတူတူပဲတဲ့ဘောဝီသဘောဆိုတာသမတ်မှာအတ္တတိသဘောဆိုတာတရိပ်မှာကတုတာရဏသဘောဆိုတာကိတ်မှာအဲ့ဒီသုံးခုကသဘာဝအဖြစ်ဗိနတသဘောတူတယ်အဲ့ဒါကြောင့်ဘောဝီအတ္တတိတူပိကတုတဆိုပြီးဒီလိုပြောခဲ့တာဒီမှာပရိယောဓာတကိုထက္ကရာဆရာကစကလဲနဲ့ပြောတယ်ပရိသုဒ္ဓပရိသုဒ္ဓပရိယောဓာတကိုအနမထင်မထင်တော့ပရိသုဒ္ဓကိုထင်တဲ့နဲ့လဲပြီးပြနွားရိုင်းနှကောင်ဖမ်းခြင်းနေရင်လေးနဲ့မြှားရတယ်လို့ပေါ့ဒေါရကဆင်ရိုင်းကိုဖမ်းခြင်းလဲဆင်ရင်နဲ့မြှားရတယ်လို့မတင်ရှားတဲ့ပါဠိတော်တောင်းနေတပ္ပများရဲ့အနက်ကိုလည်းတိတ္တထင်ရှားတဲ့အများတတိပြုမိတဲ့ပုံများနဲ့ဖွင့်ပြတယ်ကောကနာနီလို့ဒီလိုခေါ်တာပေါ့အဲဒါကြောင့်ပရိယသုဒ္ဓသိပ္ပောသောတောင်းနာပဖြင့်ပရိယောဓာတသိပ္ပော၌ပရိယောဓာတတရာနှင့်ပရိသုဒ္ဓတရာနှစ်ခုတို့၏အနတ္တုပရိယ၏အဖြစ်ကိုထာဂရဆရာသိစေပါသည်သမဟုတ်ပရိယောဓာတတရာ၏ဓဝံကျမစင်ကြယ်ခြင်းအနတ်ကိုဟောသည်အဖြစ်ကိုထာဂရဆရာသိစေပါသည်နံဘွေနတ်ကိုဖွင့်ပြသောကြောင့်နမလိင်္ဂထသံဝန္ဒနာသမတ်တွဲခြင်းဘောဘီဟိတမသွားသူရသဘောတရားကိုကြပါပြောတော့တောင်းကျမပြေဆုံးကုံလုံးသောတတ်ရှိတယ်ဆိုတာထိုတတ်ရှိတာဘယ်သူတော့ဆိုတာရှင်တဏိယသူကသူကျုံဝါနေတာဟုတ်ငါဆရာရဲ့တတ်ပညာတွေငါကုံတတ်တယ်ပြေဆုံးအလုံးလောက်တတ်တယ်ဒါနဲ့ပတ်သက်ပြီးထာဂရဆရာကအနဝယတေတတိပိအညေဟိအာသရိတသိပ္ပောသူနဲ့အတူသင်ကြတဲ့တပည့်တွေထဲမှာကျန်တဲ့ပုဂ္ဂိုလ်တွေလည်းပြည့်ပြည့်စုံစုံတတ်ကြမှာနာဝယတခြင်းတူမှာပေါ့ဗျာအဲ့ဒါကြောင့်အနာဝယတကိုအဘိဓရာလေးခံပြီးပြောတာဒါပေမဲ့အညေဟိအာသရိတသိပ္ပောတဲ့ရှင်တဏိယရဲ့လက်ရာကပို့ပြီးတော့မြောက်တယ်တဲ့ဒါသူ့ရဲ့ပါရမီတက်ခံအဲ့ဒီသဘောတရားကိုပြလို့တဲ့အတွက်ပရိယောဓာတသိပ္ပောလို့သင်္ခါရတင်ထားတယ်တဲ့ဒါရှင်တဏိယရဲ့ဩထိန်တဲ့အမှုမှာကျွမ်းကျင်နိုင်နှင်းပုံပေါ့ကိုရှုံကြည်ပုံပေါ့ထိုယုံကြည်မှုကိုရင်ခံပြီးလောက်တော့ငါလုပ်လို့ရတယ်ဆိုပြီးမြေကြီးတူးရေလောင်းရှုံညွန်နေနဲ့လူကျင်တဲ့စာအုပ်လေးတစ်ခုဆောက်တယ်သူ့လိုဆန္ဒတော့ပြည့်သွားတယ်အသေးစိတ်ကြည့်လိုက်တဲ့အခါကျတော့ရေလောင်းမြေတူးနဲဆိုတော့မြေကြီးထဲမှာရှိနေတဲ့ပိုရွာချဘုံဒီကောင်စားရှိတဲ့တိရစ္ဆာန်လေးတွေဘလောက်သိသွားမှမသိဘူးဘုရားကဒါကိုမြင်တယ်အဲဒါကြောင့်သူဆောက်ထားတဲ့ကျောင်းကအများတကာရဲ့အသက်တွေကိုများစွာပေးပြီးဆောက်ထားရတဲ့မအားဆက်တဲ့ကျောင်းပဲလို့နှလုံးသွင်းတော်မူတဲ့အတွက်ဘုရားရှင်ကိုရမြတ်ကြီးကမြင်မြင်ချင်းစစ်ဆဲမှုမပြူပွန်းနဲ့တမ်းပြီးဖြတ်ခိုင်းတာအဲ့ဒီမှာမဖြတ်ခိုင်းပဲထားရင်ရဟန်းတော်တွေဒီလိုကြောင်းနေကြည့်ပဲဆောင်းနေကြလိမ့်မယ်ဟောအတူယူကုန်လိမ့်မယ်အတူမယူအောင်ဆိုတဲ့ရည်ရွယ်ချက်လဲပါတယ်
ကျော်လိုက်တဲ့အခါကျတော့ရှင်တဏှာကသူကသူယုံကြည်မှုအပြည့်ရှိတဲ့အကြောင်းကိုတကံအာစရိယကံကုမ္မကာရကမ္မပရိယောဒတာသူကြတော့ပေါင်းနေနဲ့ရှေ့ရသုံးကအမှုရတယ်ဒီမှာကျတော့သူကသူပြန်ရတယ်ပရိယောဒတာသိပ်ပေါ်ဒီတရားများဖြင့်သူအမှန်တယ်အဲ့ဒီဂုဏ်ရည်တွေနဲ့ပြည့်စုံလို့ပဲခုနကပြောခဲ့သလိုသူလိုချင်တဲ့အကြောင်းလေးဖန်ဆင်းတာဖန်ဆင်းတော့ဘယ်လိုဖန်ဆင်းတယ်လဲဆိုအောက်မှာသဗ္ဗမတိကမယတင်းနေစာကထေစာကောင်းမြေစာတံဃတိတဝါတံကုတိကံပစီဆိုပြီးပါဠိတော်မှာပြောထားတယ်အဲ့ဒီထဲမှာသဗ္ဗမတိကမယံကိုဖွင့်ပြလိုတဲ့အတွက်သဗ္ဗမတိကမယံတိစာရှိသည်ကိုမိတ်ဆက်လိုက်ကြအောင်ဆိုကြသဗ္ဗမတိကမယံတိသဗ္ဗမတိကမယံတိပိဋ္ဌသင်္ဃတကကဝါဒသူစီကတိကဝါဒဘာနာကဝါဒမတံထပိတဝါအဝါဒေတံပိဋ္ဌိစရဏိဋ္ဌထကသံပါရိပေရံသဗ္ဗံကေယသံပါရံမတိကမယမေဝကတ္တဝါတိအထောကတ္တဝါတိအထောသဗ္ဗမတိကမယံတိသဗ္ဗမတိကမယံတိသဗ္ဗမတိကမယံဟုတိကသဗ္ဗမတိကမယံဟုတိကဗေဒသင်္ဃတကကဝါဒသူစိကတိကဝါဒဘာနာကဝါဒမတ္တံပိဋ္ဌသင်္ဃတကကဝါဒသူစိကတိကဝါဒဘာနာကဝါဒမတ္တံတကားပေါင်းတကားပေါင်းကြီးွယ်ကိုပြောတယ်ဗေဒသင်္ဃတကတကားရွယ်တကားရွယ်ကဝါဒကြည်သေးကြည်သေးသူစိကြည်မာကြည်မာကတိကလေသာပြရင်ဤတကားရွယ်လေသာပြရင်ဤတကားရွယ်ဝါဒဘာနာကဝါဒမြကိုမတ္တတပိတဝါထား၍တပိတဝါထား၍အဝတေတံအဝတေတံဗာရံခံထားတယ်တကားပေါင်းတကားရွက်ကြည်သေးကြည်မာလေတောက်ပြတဲ့တကားလေတောက်ပြတဲ့နဲ့တကားရွက်ကလေးကဒါတွဲရက်ကလေးဖြစ်ရမှာနေပြကောမတောင်ချတာတယ်လေတောက်ပြတဲ့ဤတကားရွက်မှကျွင်းတော်တကားပေါင်းတကားရွယ်ကြည်သေးကြည်မာလေတောက်ပြတဲ့ဤတကားရွယ်မှကျွင်းတော်ပိဋ္ဌိစရဏိတကသံပါတိပေတံပိဋ္ဌိစရဏိတကသံပါတိပေတံပိဋ္ဌိကနံယစရဏကအမိုးဣတကကအုပ်သံပါကတိုင်နေပြဣတကလေးမပါနံယအမိုးအုပ်တိုင်အစရှိသောအပြားရှိသောနံယအမိုးအုပ်တိုင်အစရှိသောအပြားရှိသောသဗ္ဗံအလုံးစုံသောသဗ္ဗံလုံးစုံသောကေယသမ္မာရံကေယသမ္မာရံကျောင်းဤအစအဟုကိုကျောင်းဤအစအဟုကိုမတ္တိကာမယမေဝမတ္တိကာမယမေဝဉ္ဇဉ်ဖြင့်ပြုအပ်သည်ကိုသာလျင်ဉ္ဇဉ်ဖြင့်ပြုအပ်သည်ကိုသာလျင်ကတ္တဝါပြု၍ကတ္တဝါပြု၍ဣတိယံဣတိကဣတိအယံဣတိကသဗ္ဗမတ္တိကာမ
Gamayandi Brata သဗ္ဗမတိကာမယန္တိပရတ Savamadi Gamaya Hudaboi သဗ္ဗမတိကာမယံဟုသောပုရိ Atha Nati အထောအနတ္တိ Diluwaja Mio Jara Pathanutari Abshan Nayosanava Pasha Boya Nidia Jimaji Sandayo Megonete Meluyan Kesoja Davamadi Gamayandi သဗ္ဗမတိကာမယန္တိသဗ္ဗမတိကာမယံဟုတိကာပေဇာသင်္ဃာတကကဝါတာဒုစိကတိကာဝါဒဘာနာကဝါဒမတံတကားပေါင်းတကားရွယ်ကြည်သေးကြည်မာလေသောပြရင်ဤတကားရွယ်များကိုထပိတဝါထား၍အဝါသေးတံတကားပေါင်းတကားရွယ်ကြည်သေးကြည်မာလေသောပြရင်ဤတကားရွယ်မှကျွင်းသောပေတိစရဏိထကဓမ္မာရိပေရံနေယအမိုးအိုးတိုင်အစရှိသောအပြားရှိသောသဗ္ဗံအလုံးစုံသောခေအာသမ္မာရံကြောင့်ဤအစောအဟုကိုမတိကာမယမေဝမြေညက်ဖြင့်ပြုအပ်သည်ကိုသာလည်းကတဝါပြုပြီး၍ဣတိအယံဣတိကာသဗ္ဗမတိကာမယန္တိပရတသဗ္ဗမတိကာမယံဟုသောပုရိအထောအနတ္တိ Atha Nati Kedina Dakanya Neya ဘာပြောလိုက်တာပု္ပ္ပာတာဘောကပု္ပ္ပာကျန်တဲ့ဝါကြရိုးရှင်းပါတယ်ကာကြီးဣတိကလိပတေတိဣတိကလိနာမပပတောဣတိကလိပတေမှာဘုသူကိုဖွင့်တာဣတိကိလိကိုဖွင့်တာစိတ်ကာကွေတတပတေသူကြတော့အပေါင်းကိုဖွင့်တာအပေါင်းတိထားစေဖွင့်ပြဧထမရှိထဲစွာဆိုတဲ့အတိုင်းနဘေဣတိကလိပတေတိဧထဣတိကလိပတေဟုသောဤပ၌ဣတိကလိနာမဣတိကလိမြည်သောပပတောတောင်းသည်အဋ္ဌိရှိ၏စိတ်ကလေးတစ်ချက်သဘောသိသွားတယ်ဣတိကလိတရာကနာမတရာဖြစ်ကြောင်းဣတိကလိအရာတောင်းကိုယူရကြောင်းသိသွားတယ်တတဣတိကလိတာထိုဣတိကလိတောင်းဤပတ္တေနဝ၌မြတ်သောသတ္တုံဆိုတော့ဝတ္တံဥပကိစိန်တုဝါဆိုဝါကပြုကြကုန်ပြီဘသူတွေလဲဆိုတာတံမူလာတံဒိဋ္ဌာတံပတ္တာဘိက္ခုများစွာကုန်သောအကျွမ်းမဝင်မဝင်ယဟန်တို့သည်အချင်းချင်းအကျွမ်းဝင်မဝင်နှမျိုးရောပြန်ဒီရှိကြကုန်သောယဟန်တို့သည်ကာကြီးကအစိတ်ခါခွေးကအပေါင်းအဲ့ဒါလေးကြည့်ပြီးကြံ့တိုင်လည်းရတယ်ရှင်နဂရဆရာဒီကာကြီးဝါကြဖြင့်ဣတိကလိပတ္တေ၌ဣတိကလိဟူသောအစိတ်ပေါ်၏အဖွင့်တောင်းနာကိုဆိုတော်မူ၏ဣတိကလိပတ္တေဟူသောအပေါင်းပေါ်၏ဖွင့်တောင်းနာကဘယ်ပါနည်းအစိတ်ပေါ်၏ဖွင့်တောင်းနာကိုသာပြဆိုရမည်လောဣတပနာနိဗ္ဗာန်လောမအဘောကဤသို့တပနာတိကဘောဇာနိဖြင့်မဲဝဲရှိ၍ထိုမဲကိုဖြစ်ကြတော်မူသောထာဂရဆေယသည်ခါဝေဝါကြကိုမိန်တည်းကာကြီးကအစိတ်ဖွင့်ခါဝေကအပေါင်းဖွင့်ဝါကြသဘောကိုကြည့်ပြီးတော့တက်သဘောတည်းပဲကိုကြည့်ပြီးတက်တဲ့အခါမနေ့ကပြောသလိုလေးဖြစ်သွားအနေအဖြေရှောင်ကွင်းလျော်ရနှင်းသွင်းလျာဘောက
ဖြေကိုရှောင်းဣတိကိလေသာပတ္တံဣတိကိလေပတ္တံသတ္တိတပရိသမဖြေကိုရှောင်းလေယောယာနေဆိုတော့ကမန္တရေသမအစရှိသည်ပြုအပ်ပါသလားဆိုပြီးလုပ်ခဲ့တာရှင်နဂရဆရာသည်ကာជីဝကြဖြင့်ဣတိကိလေပတေနာဣတိကိလေတရာဤနာမတရာဤဖြစ်ကို၎င်းဣတိကိလေယတောင်းကိုယူအပ်သည်ဖြစ်ကို၎င်းပြဆိုတော်မူ၏ဣတိကိလေပတ္တံပုဂ္ဂိုလ်အဘသမဝဆနထပြုအပ်ပါသနည်းပု္ပ္ပာကမန္တရေသမဝဆနထပြုအပ်ပါသလောသမဘောဘိသမဝဆနထပြုအပ်ပါသလောသွားရတယ်ဣတောဓမ္မနာတိကသာဝကဘောဇာနိဖြင့်မေးပွဲရှိ၍ထိုမေကိုဖြစ်ကြတော်မူသောထာဂရဆရာသည်ခါခွေဝကြကိုမိန်တိအတေဘေကခါခွေဝကြဖြင့်ဣတိကလေးပတိပုဂ္ဂိုလ်ကမန္တရေသမဝဆနထစသည်မပြုအားဣတိကလေးတာပတ္တံဣတိကလေးပတ္တံဟုသာထေတပရိသမဝဆနထပြုရမည်ဟုလို့တလလည်းနဲ့ပြီးသွားရအဲ့ဒါဆိုခါဝေဝကြအတွက်နုတ္တန်တေရသွားတယ်ပြီးတော့ပု္ပ္ပာတရသွားတယ်သောရဏတလို့ပြောခြင်းတော့ဒေါသတင်လေးနဲ့သွားဝိယစကတလို့ပြောခြင်းတော့တောင်းပန်မှုလေးနဲ့သွားကြာရင်ဝါဝလာမှာပဲရှေ့ဆက်ကြည့်ကြကောင်းငယ်ဝဲကြနေတရားကရထင်ငယ်ပြီးသားခဏခဏလေးပေးနေပောဝေကိရပိသသရမတ္တပိစေကဗုဒ္ဓကာတိကောသလာတိသူသနာပရိတုပိန္ဒယစရိတဝါစရန္တိပိစေကဝဒရှင်သူမြတ်တည်းရဲ့စွမ်းကံကြွရာကောစရကဘာတော့ကာတိတိုင်းကောသလတိုင်းအစရှိသောစနပုတ်ဒုကောစရကံအတွင်းမှာပဲဆုံးခံကြွားတဲ့နေ့စဉ်ကျင့်အကြောင်းကိုပြောတယ်ပိဿဝတ္တန္တသမေပပတိတဏိပတိတဝသဏိပတန္တိစွန်စားပြီးတဲ့အခါကျတော့တောင်ဝတ္တကာယတမဂ္ဂိအဖြစ်စီဝေကြတယ်တစ်ပါးကလည်းတောင်ဝတ္တနောက်တစ်ပါးကလည်းတောင်ဝတ္တဆိုတော့တောင်ပေါ်မှာကာယတမဂ္ဂိအဖြစ်ညီညွတ်နေကြတယ်ထိုအကြောင်းကိုပိဿဝတ္တန္တသမေပပတိတဏိပတိတဝသဏိပတန္တိဖြင့်ပြတယ်ဒါလည်းကိုတော်တို့နားလေတယ်ဒီတိုင်းပဲအချိန်ကိုကောလွန်စေတာလားအကျိုးမရှိအလဘတဏဘသရှိသည်ပတ္တရာမတာပေါ့ဗျာတရေရဓမ္မမောတဟာဟာနဲ့ချင်းကိုကောလွန်စေတာလားလို့မေးစရာရှိတဲ့အတွက်သမာပတ္တိယဝိဒိနာမင်တိတောင်ပေါ်ရောက်တဲ့အခါကျတော့လေပိစိကဗုဒ္ဓရှင်သူမြတ်တွေဆိုတော့အေးချမ်းချမ်းနိဗ္ဗာန်ချမ်းသာကိုအရတ္တဖို့စိတ်နဲ့အာယုံပြုပြီးနေကြအရတ္တဖို့စိတ်နဲ့နိဗ္ဗာန်ချမ်းသာကိုအာယုံပြုပြီးနေသဖြင့်ရတဲ့ချမ်းသာထိုချမ်းသာကိုခံစားပြီးပြီဆိုတော့ဉာဏ်နဲ့စကားပြောခြင်းအမှုသစ်များကိုပြုလုပ်ခြင်းအစရှိသည့်တို့ကြောင့်ဖြစ်တဲ့ချမ်းသာကိုချမ်းသာလို့မထင်တော့ကောင်းဆုံးချမ်းသာရဲ့သဘောကိုသိနေတော့တမပတ္တိယဝိတ္တနာမင်တိရောက်တာနဲ့ဖလားတမဘဝင်စားကြဒီလိုနဲ့ပဲချိန်နေကုန်သွားတယ်အဲ့ဒီထိလဲနားလည်ပြီးသားမနုဿာတေဘွေတန်ဒေဝပတ္တန္တိနာဒိခမန္တေလူတွေလူတွေဆိုတာကထင်ရှားပြောတာပဲအရှင်မြတ်တွေကိုအဝင်သာမြင်တယ်ထွက်မမြင်ဘူးဒါလည်းကိုရသိသိတော့လည်းဒီတိုင်းမနေဘူးဒါတော့အာဟံသူတကြောက်စရာကောင်းတာပဲတောင်ကြီးပေါ်မတက်နဲ့ထင်းခွေမဲ့လို့လည်းထင်းမခွေရတော့သိကောင်းမဲ့လို့လည်းဒီတောင်ပေါ်သွားသိမခုတ်ရတော့ဘုန်းကြီး30ရှိတယ်နဲ့နေမှာကျွရတော့ငယ်ငယ်ရွာမှာရှေးကလေးကဆောက်ထားတဲ့တိုက်ကြီးရှိတယ်
ခေတ်ဆက်ဆက်မပြီးဘူးဒီလိုတော့ငယ်ငယ်ထိလည်းမပြီးဘူးကြံကင်းမရှိဘူးဆင့်နေပဲရှိတယ်အညာညာဆိုရင်အဲ့ဒီဆင့်နေပေါ့ဘုန်းကြီးတစ်ပါးလမ်းလျှောက်နေတယ်တဲ့မတွေ့ဘူးတဲ့လူကပြောတာမမြင်ဘူးတဲ့လူကယုံတော့အဲ့ဒီကြောင့်အောင်မသွားရတော့ဘုန်းကြီးတစ်ဆေးဆိုပြီးတော့နောက်ပဲပေရင်ဆရာကဘယ်လိုလုပ်ပြီးဘုန်းကြီးကိုချော့ဟောသွားလဲမသိဘူးတကြီးထဲမှာဘုန်းကြီးတစ်ပါးရှိတယ်အဲ့ဒီဘုန်းကြီးကိုကျောင်းလေးဆောက်ပြီးနေရာပေးမှဖြစ်မယ်ဆိုရင်ဖျားဝိုင်းနဲ့ထောင်းတဲကျောင်းလေးတစ်ကျောင်းဆောက်ပြီးတော့နေရာပေးတယ်ရွှေမရွှေတော့မသိဘူးတကြီးတွေကနေပြီးတော့တဲကျောင်းလေးတဲ့ဆိုတော့ရွှေ့ချင်မှရွှေ့ပါစိတ်ကောက်တယ်ဒါပေမဲ့ဆရာကနေတိုင်းတောက်ရည်လဲခိုင်းတော့အဲ့ဒီတဲကျောင်းလေးတဲ့ဆရာသမားဆုံးပုံပေးတဲ့7နာရီဆိုရင်တောက်ရည်နေတိုင်းသွားလဲရတာတခါမှမတွေ့ဘူးပါတောက်ရည်လဲတော့လဲအကဲခတ်ပြီးကြည့်ရသေးတာကိုယ်ရှိရလဲနေတော့သူဟာဘာပြမလဲဘယ်လိုများမြင်ရမလဲတတိလေးတော့ထားတာရှိတယ်ဆိုတဲ့စကားသံရှောက်ပြောထားတော့ကလေးမှဆွဲနေအဲ့ဒီရှိတယ်ဆိုတဲ့ဘုန်းကြီးကိုလည်းနေတိုင်းတောက်ရည်ကတ်ခဲ့ရတယ်ညောင်မင်းကြီးမှာတော့ရုပ်ကစိုးနဲ့ရှိတယ်တဲ့အဲ့ဒါတော့ရှိလောက်တယ်ရုပ်ကစိုးတော့သစ်ပင်ကြီးတက်တန်းရင်သွားရင်ရုပ်ကစိုးနဲ့တည်းရှိနိုင်တော့သူကတော့ဖြစ်နိုင်တဲ့သဘောရှိတယ်ကျောင်းသားလေးတွေညောင်ပင်အောက်သားပစိုးလှမ်းပြီးသေပန်းလို့ကတော့အဲ့ဒါခေါင်းတစ်ခွက်ရသွားပြီဒီလိုသပင်ကိုပြောင်းနေအောင်နှုတ်တာအဲ့ဒါတော့ကျောင်းသားတော်တော်များများခံတယ်တွေထွေးအဲ့တွေထွေးရင်သူကတွေထွေးမိအဲ့ဒါကျောင်းသားထိတ်ကွက်သွားရွယ်ဘယ်လိုလုပ်ကျွတ်သွားမှမသိဘူးသပင်ဘယ်နှပြုတ်ကျသွားမှလည်းမသိဘူးအဲ့ဒါတော့ကျောင်းသားလေးတွေမှာကွက်ကလေးတွေနဲ့ဒါကျင်ကြီးကျင်ငယ်ဆွမ်းလာလက်မခံဆဲတာလဲဒါလက်မခံကြအဲ့ဒီတော့ဘောခုကြလူတွေကသူ့နဲ့ကြံတော့ညောင်ပြောက်သွားဆဲတယ်သူလည်းမတတ်နိုင်တော့ဘူးထင်တယ်ဘော်ဒီပင်ကြီးကစုံလာရောက်တဲ့အခါမှာရွက်ကလေးတွေလိမ့်ပြီးတော့ကြော်ထိုးတယ်လို့ပြောတယ်ထိုးသေးတယ်အဲ့ဒါတော့ခုချိန်ထိထိုးသေးတယ်ထိုးတဲ့နှစ်ကများတယ်ဒါတော့ကိုလည်းလူတွေကတောင်ပြောမြောက်ပြောနဲ့တောင်ကြီးဘယ်သူမှမသွားရတော့မနုဿာတေဘွေတံတေဝပတ္တံတိနာနေခမန္တေသူတို့မမြင်နာနဲ့တာတော့အာဟံသူအယံပပတောကြောက်စရာကောင်းတဲ့ဒီတောင်ကြီးကဣမေဣတယောတောင်ပေါ်တက်သွားကြတဲ့အရှင်မြတ်ဝိသေကဝဒ္ဓတွေကိုကိလတိမျိုးရာမှတောင်ပေါ်တက်ကြီးအယိုးတောင်မတွေ့ဘူးနဲ့လောက်တော့မှာအကောင်ကိုမျိုးတော့တာအဲ့ဒီချိန်ကစားပြီးတော့တရုပါဒယတတဣတိကလေးတွေဝသမင်ညာဥရပါတိဘာပြောတာတော့ကြည့်လေဘောကာကြီးဝါကြကိုပြန်ကြည့်ကာကြီးဝါကြကဣတိကိလိကိုပြောတာဟုတ်ရဲ့လားခါဝေဝါကြကဣတိကိလိပတေကိုပြောတာဟုတ်ရဲ့လားကားငယ်ဝါကြကဣတိကိလိပတေမှာဣတိကိလိကိုချဲ့တာလားဣတိကိလိပတေအလုံးစုံကိုချဲ့တာလားဆိုတာလေးမေးကြည့်ဣတိကိလိကိုပဲချဲ့တာမလားကားငယ်ဝါကြရင်ဣတိကိလိကိုချဲ့တာလားလို့မေးတော့တရုပါဒယတတဣတိကိလိတွေဝသမင်ညာဥရပါတိဆိုတဲ့စကားရကာကြီးဝါကြကလည်းဣတိကိလိကိုပဲချဲ့တာမလားအဲ့တော့ဣတိကလေးပုဂ္ဂိုလ်ကျဲချဲပဲပြခြင်းငါကငယ်ခါကြီးဝါကြတို့ကိုမိန်တည်းလို့ပြောလိုက်ရင်ရှင်းတော့တာဘယ်လိုချဲတာတော့ဆိုတော့လူတွေပြောတဲ့ပြောစကားရကလေးအဲ့ဒါကအဓိကတော့ချက်လေဣတိကလေးကဣတိပုဂ္ဂိလိပုဂ္ဂ
ထောတွင်ကိလေသာကိလာဒဤပစ္စည်းယေဤပစ္စည်းကတုတရဏ၌တတ်သည်ဖြစ်ကို၎င်းယေအလျောစာဣတိကိလိပုဂ္ဂိုလ်ဣတိယောကိလတိတိဣတိကိလိဟုကတုတရဏကိတ္တန္တဒုတိယတပရိသမဝဆနထပြုအပ်သည်ဖြစ်ကို၎င်းကိတ္တန္တလို့ပြောလိုက်တော့ယင်းဤကာဏကိုဟောသည်ဖြစ်ကို၎င်းတက္ကရာဆရာသိစေပါသည်ဒီလိုလေးပြောမှာဆိုတော့အဲ့ဒါကိုချုပ်လိုက်ပေါ့ဣတိကိလိဘောဤဝဆနထကိုဆိုရင်ရှင်းသွားပြီမို့လားအဲ့ဒါပဲဝဲကြဂငယ်တိုင်အောင်ဝဆနထသိရတယ်မလားတရုပါဒယာတတဣတိကလေးတွေဝသမညာဥရပါတိထိုဝဆနထအကြောင်းတကတ်ကိုအရင်ခံပြီးဒီတောင်ကိုလူအများစုကဣတိကလေးတောင်လို့ခေါ်ကြတယ်ဆိုတော့ဣတိကလေးတောင်ဟုအမည်ရခြင်းဤအကြောင်းကိုအကျယ်ချဲ့ပြခြင်းငါသို့မဟုတ်ထင်ရှားအောင်ပြခြင်းငါကားငယ်ကာကြီးဝါကြတို့ကိုမိန်တည်းမြင်တယ်မလားနောက်ကကြံနေတာလေးကဘယ်သူတော့တတပတေပပဒပါတိသူကဘယ်ဝါကြကိုချဲ့တာခါကွေမှာတတပတေလို့ရှိတယ်မလားပါရဣတိကလေးတောင်ရဲ့နံပါတ်ကိုရတယ်လိုချင်တဲ့သဘောမဆိုင်သေးတဲ့အတွက်အခုနောက်ဆုံး၅ဝါးကြမှာကြတော့ပပဒပါတိတောင်ခြေကိုရတဲ့အကြောင်းပြောတာထိုတောင်ခြေမှာပဲကျောင်းလေးတွေဆောက်ပြီးဝါစောကပ်ပြုတယ်လို့စောဟိကရကတို့ပြောခဲ့ပြီးသားပဲလေဒီသဘောတရားကိုပေါ်အောင်ထက္ကရာဆရာကဖွင့်ပြတယ်ဝါကြအလုံးကိုခြုံကြည့်လိုက်လေကြုံကြည့်လိုက်တော့ဣတိကလေးပသေးဆိုတဲ့တောင်နေတပပုတ်ရဲ့အပြင်ထွက်တာပါလားပါဘူးမပါရင်ကာကြီးဝါကြကဘု து ကိုပြောတယ်လဲဣတိကလေးကိုပြောတယ်ခဝေဝါကြကဘု து ကိုပြောတယ်လဲဣတိကလေးပသေးကိုပြောတယ်ကာငယ်ကာကြီးနှဝါကြကဘာကိုပြန်ပြောတယ်လဲဣတိကလေးအမည်အချင်းအကြောင်းတကားကိုထင်ရှားအောင်ကျဲချဲပြီးပြန်ပြောတယ်နောက်ဆုံး၅ဝါကြကဣတိကလေးပတိအရာကိုအတိအကျညွန်ကြားကြထုတ်ပြီးပြောတယ်ဒါနားလည်သွားတာပဲလေအဲ့ဒါကြောင့်ဝါကြအလုံးစုံသည်ဣတိကလေးပတိရဲ့အပြင်ဘက်ကိုထွက်တာရှိလားရှိဘူးဒါလေးတွေကိုကြည့်ပြီးတော့ဆရာကြံ့တက်ပေါ့ရေအကြောင်းကကငယ်ကာကြီးဝါကြအနုတ္တန်တေတက်ပုံကာငယ်ကာကြီးဝါကြအနုတန်တေတဘောနုတန်တေတဘောနောက်ကြလုံးသွားမယ်ဤသို့ကာကြီးခဝဲဝါကြတို့ဖြင့်တိကျပြောခြင်းတော့ကာကြီးရွယ်ရတယ်ဤသို့ကာကြီးခဝဲဝါကြတို့ဖြင့်တခုစီသွားလိုက်မယ်ဣတိကလေးပသေ၌ဣတိကိလိပတေ၌ဣတိကလေးတရာ၏နာမတရာ၏ဖြစ်ကို၎င်းဣတိကိလိတရာ၏နာမတရာ၏အဖြစ်ကို၎င်းယင်ရတောင်ကိုယူအပ်သည်အဖြစ်ကို၎င်းရှင်အရာတောင်ကိုယူအပ်သည်အဖြစ်ကို၎င်းဣတိကလေးပတေပုဂ္ဂိုလ်ဣတိကိလိပတေပုဂ္ဂိုလ်ဣတိကလေးပတေပုဂ္ဂိုလ်သတ္တိတပရိသမဝဆနထပြုအပ်သည်အဖြစ်ကို၎င်း
တိတပရိသမဝဆနထပြုအပ်သည့်အဖြစ်ကို၎င်း သရဏပြုအပ်သည်အဖြစ်ကို၎င်းပြဆိုတော်မူပြီး၍ ပြဆိုတော်မူပြီး ပြဆိုတော်မူပြီး၍အကြောင်းအရေယခုခါ၌ ယခုအခါ ဣတိကလိဘောဤဝဆနထနှင့် ၌ဣတိကိလေပေါဤဝဆနထနှင့် ဝဆနထနှင့်ဣတိယကိလတိတိဣတိကလိဒါလေးကိုကြည့်တာတောင်ဤ တောင်ဤ ဣတိကိလိမြည်သည်အဖြစ်ကိုဣတိကိလိအမြည်ရသည်အဖြစ်ကို ဣတိကိလေအမည်ရသည်အဖြစ်ကို အမြည်ရသည်အဖြစ်ကိုအကြောင်းတကနာမလာဘဟိတ်အဖြစ် အကြောင်းတကနာမလာဘဟိတ်အဖြင့် ထင်ရှားအောင်ပြခြင်းငါတော့မဟုတ်အကျယ်ချဲ့ပြခြင်းငါရတယ်ထင်ရှားအောင်ပြခြင်းငါ ခငယ်ကជីဝကြတို့ကိုမိန်တည်း ကာငယ်ကာជីဝကြတို့ကိုမိန်တည်း ခငယ်ကជីဝကြတို့ကိုမိန်တည်းကဲဆိုကြခငယ်ကជីဝကြတို့သို့နုတန်တေတတ်ပုံ ကာငယ်ကာជីဝကြတို့သို့အနုတန်နေတတ်ပုံဤသို့ကာជីခဝေဝကြတို့ဖြင့်ဣတိကိလေပတေ၌ဣတိကိလေတရာယိနာမတရာယိအဖြစ်ကို၎င်းရှင်အရာတောင်းကိုယူအပ်သည်အဖြစ်ကို၎င်းဣတိကိလေပတေပုဂ္ဂိုလ်သတ္ထိတပရိသမဝဆနထပြုအပ်သည်အဖြစ်ကို၎င်းပြဆိုတော်မူပြီး၍ယခုအခါ၌ဣတိကိလေပေါဤဝဆနထနှင့်တောင်းဤဣတိကိလေအမည်ရသည်အဖြစ်ကိုအကြောင်းတကနာမလာပါ၏အပြင်ထင်ရှားအောင်ပြခြင်းကအလိုရှိတော်မူသောထာဂရဆရာသည်ကာငယ်ကာជីဝကြတို့ကိုမိန်တည်း ခငယ်ကជីဝကြတို့ကိုမိန်တည်းရဲ့အကြောင်းကသဗ္ဗကဘုဆာတတ်ပုံလို့ သာဘောဂပု္ပ္ပာတပုံ ခငယ်ကជីဝကြတို့သို့သဗ္ဗကဘုဆာတတ်ပုံရဲ့အကြောင်းကလက်သက်ခွင့်နဲ့ဩဘာနုတန်တေကိုထပ်ပနာအဖြစ်ပြောင်းပါ ဘောဘာနုတန်တေကိုထပ်ပနာအဖြစ်ပြောင်းပါ ဆိုရှင်တော်ကရဆရာ အရှင်သာဂရဆရာဆရာသည်ကာကြီးခဝေဝကြတို့ဖြင့်ဣတိကိလေပတေ၌ဣတိကိလေတရာယိနာမတရာယိအဖြစ်ကို၎င်းယင်းအရာတောင်းကိုယူအပ်သည်အဖြစ်ကို၎င်းဣတိကိလေပတေပုဂ္ဂိုလ်သတ္တိတပရိသမဝဆနတပြုအပ်သည်အဖြစ်ကို၎င်းပြဆိုတော်မူ၏ ရစတော်မူ၏ဒါဆိုထပ်ပနာရသွားတယ်ဘုဆာယေအကြောင်းကဣတိကလိပုဂ္ဂိုလ်ဘယ်သို့ဝဆနထပြုအပ်ပါသနည်း
ဣတိကိလိပုဂ္ဂိုလ်အဘယ်သို့ဝဆနတာပြုအပ်ပါသနည်း ဝဆနထပြုအပ်ပါသနည်းထိုတောင်အား ထိုတောင်အား အဘယ်သို့လျင်ဣတိကိလိဟုသောအမည်သည်ဖြစ်ပါသနည်းအဘယ်သို့လည်းဣတိကိလိဟုသောအမည်သည်ဖြစ်ပါသနည်း ဘယ်သို့လျင်ဣတိကိလိဟုသောအမည်သည်ဖြစ်ပါသနည်းနှစ်ချက်မေးလိုက်တာယံပပတောဣမေတိယောကိလတိဒီနာလေးတစ်ချက်မေးပြီးဒရုပါဒယတတဣတိကိလိတွေဝသမင်ညာဥရပါတိသူကိုတစ်ချက်မေးလိုက်တယ်ရေအောင်ကြောင့်ကဝဆနထနဲ့ ဝဆနထာနှင့် တောင်ဤဣတိကိလိအမည်ရပုံကို တောင်ဤဣတိကိလိအမည်ရပုံကို ဣတိကိလိအမည်ရပုံကိုထင်ရှားအောင်မပြဆိုပြီလော ထင်ရှားအောင်မပြဆိုပြီလော ထင်ရှားအောင်မပြဆိုပြီလောရေဝါအကြောင်းကရေ ဝါ ဝါအကြောင်းနမိတ်နှစ် အကြောင်းနမိတ်နှင့် အကြောင်းနမိတ်နှစ်ကင်း၍တာလျင် ကင်း၍သာလျင် ဣတိကိလိဟုသောအမည်တင်ညာ ဣတိကိလိဟုသောအမည်တင်ညာ ဖြစ်လာပါသလော ဖြစ်လာပါသလော ရေအကြောင်းကဣဒမေဝေရှိ၍ကာငယ်ကာကြီးဝါကြတို့ကိုမိန်တည်းဤသို့မေဘရှိ၍ကာငယ်ကာကြီးဝကြတို့ကိုမိန်တည်း ကဲနည်းနည်းလေးကြော်သွားပြီနောက်ရက်မှာဆက်ဆိုကြအောင်တော့ကြောင်းစို့ဗုဒ္ဓသာသနာစေရန်တထတုဗုဒ္ဓသာသနာစေရန်တထတုဗုဒ္ဓသာသနာစေရန်တထတုသာဓုသာဓုသာဓု